unit 107ကိုကြည့်အောင်ပေါ့နော်ဒါ place နဲ့ပတ်သက်တဲ့ preposition part 2ပေါ့နော် in add on ပေါ့အဲ့တော့ဒီ in add on နဲ့ပတ်သက်တဲ့ဟာကို unit 107မှာလည်းတစ်ခေါက်ရှင်းပြပြီးပေါ့နော်ဒါကျတော့ဒီ places တွေတုံးတယ်ဒီ in add on က place တွေရောနေရာတွေရောအချိန်တွေရောတုံးတယ်ပေါ့လေဒါကကျတော့နေရာတွေအတွက်တိတက်တုံးတဲ့ပုံစံမျိုးခွဲထားတာဖြစ်ပါတယ်ခေကြည့်အောင် in ပေါ့နော် in ကိုပုံမှန်တုံးလဲ in bed in hospital in the sky in the world in a newspaper in a book in a photograph in a picture in a car in a taxi not in the middle of ပေါ့နော်သူအဓိကဘာကြီးလဲပြောမဆိုလို့ရှိရင်အဲ့ဒီကောင်ကနေရပါတော့အဲ့ရထဲမှာစေယုံမှာကောင်းကင်မှာကဘာပေါ်မှာကဘာမှာပေါ့နော်အဲ့လိုတွေပြောရဲပေါ့ဒါလေးတွေကအကုန်လုံးနေရာပြတယ်နေရာပေါ့နော်နေရာမှာပြတယ်ဟို in ဆိုတာမှာပေါ့နော်အဲ့တော့အဲ့ရထဲမှာစေယုံမှာအဲ့လိုတွေပြောတယ်ပေါ့လေအဲ့တော့အဓိကဒီ in မှာဘယ်လိုသုံးချင်တာလဲဆိုလို့ရှိရင်အဓိကသူဟိုဘယ်လိုလေးဘက်လေးတန်းပိတ်ဆို့ထားတဲ့ပုံစံမျိုးနေအောင်ဆိုတုံးတယ်ပေါ့နော် bed ဆိုလို့ရှိရင်တူအဲ့ရထဲမှာအဲ့ရထဲမှာလို့ပြောတယ်အဲ့ရထဲကနေဘောင်ကျော်ပြီးတော့ဟိုမရှိနေဘူးပေါ့နော်အဲ့ရဆိုတဲ့ဘောင်ထဲမှာမရှိတယ် hospital ဆိုလို့ရှိရင်စေယုံမှာစေယုံတက်နေရ in hospital ဆိုစေယုံမှာစေယုံတက်နေရလို့ပြောရပါတော့hospital ဆိုလို့ရှိရင်လည်းဒီဆေးရုံရဲ့အခန်းထဲဒါမှမဟုတ်ဆေးရုံကနေပေါ်ကနေသူကဒီပေါင်တွေကနေသူဘယ်မှသွားလို့မရဘူးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဟိုအကြမ်းဖြစ်တော့ရေပုံရပါတော့အတိအကျပြောချင်တာမဟုတ်ဘူးရေပုံပုံစံမျိုး sky ဆိုတဲ့ဒီကောင်းကင်ရဲ့ဟိုကြော်လွန်ပြီးတော့သူဟောဖြစ်နော်ကောင်းကင်ဆိုတဲ့ဒီကောင်းကင်တစ်ခုပဲရှိတယ်အဲ့ဆိုကောင်းကင်မှာဆိုသူ့ရဲ့ဘောင်လေးရှိရပေါ့ပြောရမယ်ဆိုရှင်သူ့ဘောင်လေးရှိရကဘာမှာဆိုရှင်ကဘာကလည်းဒီကဘာလုံးပဲရှိရပေါ့နော်ဒီကဘာလုံးကြော်သွားရဆိုရှင်ဒါစကြဝဠာရောက်သွားတာလို့တခြားဝါးဖြစ်သွားမှာပေါ့နော်အဲ့တော့သူ့ဘောင်လေးရှိရပေါ့နော်ဒီဘောင်လေးတွေကအရာကိုညွှန်ပြချင်တယ်ဆိုလို့ရှိရင် in လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကဟိုပါဘောနော် Isabelle ချက်ကြည့်အောင် Westgate ပေါ့နော် Cape မှာလဲပေါ့ဆို she's in bed တို့အဲ့ရထဲမှာဆိုအဲ့ဆိုတင်းမြင်လိုက်ပြီးကိုကဒီအဲ့ရထဲမှာပဲပေါ့နော်အဲ့ရထဲကနေဘောင်ကျော်ပြီးတော့ကိုကမစင်စားတော့အဲ့ရပေါ်အောင်ပဲသူကစင်စားလိုက်တယ်ပေါ့လေအဲ့ကြောင့် in ဆိုတာ preposition တုံးတယ်နောက်တစ်ခါကျတော့ David's father is ill ပေါ့နော် David အဖေကဖျားနေအဲ့ဆို he's in hospitalဆိုတော့ဆေးရုံတက်ရတာပေါ့နော်အဲ့တော့ဒီအဲ့လိုမျိုးဖျားနေတယ်ဆိုတာနဲ့in hospital လို့ပြောလိုက်တာနဲ့ hospital ဆိုတာနဲ့မြင်လိုက်တာနဲ့ဆေးရုံပေါ်ကခဏပေါ်မှာလို့ကိုကတမ်းမြင်အောင်လိုက်တာမျိုးပေါ့နော်အဲ့ကြောင့် in ဆိုတဲ့ preposition တုံးထားဖြစ်တယ်နောက်တစ်ခုကကြတော့ I like to look at the stars in the sky at night ပေါ့နော်ညမှာဆိုလို့ရှိရင်ကောင်းကင်ဘော်ကကြဲတွေကိုငါကြည့်ချင်တယ်ပေါ့နော်ကြည့်ရတာI like to ဆိုတော့ဒါကြည့်ချင်တယ်ပေါ့ဒါမှမဟုတ်လဲကြိုက်တယ်ပေါ့နော်ကြည့်ရတာကြိုက်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီကောင်းကင်မှာကျဲရဒီကောင်းကင်မှာပဲရှိရတခြားနေရာမှာမရှိဘူးဆိုတော့သူ့ရဲ့ဘောင်လေးရှိရပေါ့နော်အဲ့ဆို in ဆိုလို့သုံးတယ်ပေါ့လေနော်အဲ့ဆို what's the largest city in the world ပေါ့နော်ကမ္ဘာမှာဘယ်ဟာအကြီးဆုံးမြို့ဟိုပေါ့တိုင်းပြည်လဲပေါ့နော် sorry မြို့လဲပေါ့နော် city ဆိုတော့မြို့လဲပေါ့နော်ကမ္ဘာမှာဆိုဒီကမ္ဘာပဲတခြားဂျိုကနေတွားပြီးတော့မကြည့်ဘူးပေါ့နော်နောက်ကကျတော့I read about ပေါ့ဒါပေမဲ့ဒါဟိုပေါ့ဒါကကျတော့ but do ဆိုတော့ read လို့ထွက်လိုက်ပေါ့နော် I read about the accident in the newspaper ပေါ့နော်newspaper ထဲမှာဒီ accident အကြောင်းပေါ့ဒီမတော်တဆမှုအကြောင်းကဖတ်ခဲ့ရတယ်ဆိုတော့ read လို့ထွက်လိုက်နော် IED read လို့ထွက်လိုက်အဲ့တော့ဒီ newspaper ဆိုဒီသတင်းစာထဲမှာပါတဲ့အကြောင်းအရာပဲသူတခြားရေးထဲမှာပါတာမဟုတ်ဘူးဒီသတင်းစာထဲမှာပါတဲ့အကြောင်းအရာဆိုတော့သူ in the newspaper ဆိုတော့ in ဆိုတဲ့ preposition တုံးတာဖြစ်တယ်နောက်မှကျတော့ you look sad in this picture ပေါ့နော်အဲ့တော့ဒီပုံထဲမှာဆိုတော့ဒီပုံဆိုတဲ့ဘောင်ကနေထွက်ပြီးသွားတာမဟုတ်ဘူးဒီပုံကိုပဲဒီပုံထဲမှာလို့ပြောတဲ့ဆိုမှဒီပုံပဲကိုကတန်းတိလိုက်တာပေါ့နော်အဲ့ဒါကြောင့်မို့ in ဆိုတဲ့ preposition တုံးတာဖြစ်တယ် in this picture ပေါ့နော်မင်းကဒီပုံထဲမှာမင်းကဝမ်းနေတယ်လို့ပဲပေါ့နော်ဒီပုံထဲမှာပဲဝမ်းနေတာတခြားပုံထဲမှာလည်းပြုံမေးပေါ့နော်နောက်ကျတော့did you come here in your car ပေါ့နော်အဲ့တော့မင်းဟိုပါပေါ့ဒီကိုလာခဲ့တာမင်းကားနဲ့လာခဲ့ရလားပေါ့နော် in your car ဆိုကားနဲ့လာခဲ့ရလားလို့ပြောတာနော်အဲ့တော့ကားနဲ့လာခဲ့ဆိုကားနဲ့လာဆိုသူ့ရဲ့ဒီကားဆိုတဲ့ဘောင်ထဲကနေမထွက်ဘူးပေါ့နော်အဲ့ဆို in ဆိုတာမျိုးတုံးနေပေါ့လေနောက်ကျတော့ there's a big tree in the middle of the garden ပေါ့နော် middle of the garden ဆိုတော့ဒီဟိုပေါ့ဒီပန်းချံရဲ့အလဲမှာပေါ့ပန်းချံအလဲဆိုတော့ဒါဒီပန်းချံဆိုတဲ့ဘောင်ထဲကနေသူမထွက်ဘူးเนาะအလဲဆိုတဲ့ဘောင်ကနေလည်းသူမထွက်သွားဘူးเนาะအဲ့တော့အမှတစ်ပင်ကြီးရှိရပေါ့အဲ့လိုမျိုးလေးပတ်လေးတက်ပိတ်တာမျိုးတခုခုဟိုပါပေါ့เนาะမြင်လိုက်တာနဲ့တမ်းကွန်းကွက်မြင်တဲ့နေရာမျိုးဆိုလို့ရှိရင်အဲ့ဒါမျိုးဆိုရှင် preposition in ကိုသုံးတာဖြစ်ပါတယ်Okay ကြည့်အောင်နောက်ထပ်ကျတော့ preposition at ပေါ့နော် at ကကျတော့ at home at work at school at university at college another ကကျတော့ at station at the airport ပေါ့နော် at Lisa's house at my sister's house
at the doctors no at the hairdressers about also more not be at a concert at a party at a football match ပေါ့နော်အဲ့ဟာတွေက at ဆိုတာတုံးနေပေါ့ဒီ at ကကြတော့ဗာလဲဆိုတနေရာထဲမှာပေါ့ဒီဟာတနေရာထဲမှာမရွေ့ရဟာမျိုးပေါ့နော်မရွေ့တာမျိုးပေါ့ at home အိမ်မှာလေအိမ်ကနေငါဘဲမှမသွားဘူးတိကျနေရာမျိုးပေါ့နော်တကယ်ကိုတိကျနေရာမျိုးမှာရှိတာမျိုး at လို့တုံးနေပေါ့နော်ဟို will you be at home this evening ပေါ့နော်ဒီနေ့ညနေအိမ်မှာရှိမှာလားဆိုအိမ်မှာဆိုတဲ့အတိအကျပေါ့နော်အဲ့တော့အိမ်ကကျတော့ဒီလေးပဲလေးတန်လို့ပြောလို့ရတယ်ဆိုမှအိမ်ကိုကျတော့ဘယ်လိုတတ်မလို့ရလဲဆိုရှင်သူကဟိုပေါ့အဓိကတိတိကျကျနေရာမျိုးလို့ပြောလို့ရတယ်ပေါ့နော် at home ပေါ့နော်အကယ်ကိုကတိတ်ပြီးတော့မတေချောက်ဆိုရှင်at နဲ့ home နဲ့တွေ့လို့ဟိုအတေးမှတ်ထားလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ at work at work ဆိုတော့ဘာမှလဲဆိုအလုံးမှာဆိုရှင်ကိုယ်နေရာတနေရာထဲပဲကိုသွားမယ်ကိုလှုပ်ဆက်ရှိရကိုလှုပ်တယ်အဲ့အတိအကျနေရာမှာပဲရှိမယ်ပေါ့နော် at school ဆိုလည်းအဲ့တိုင်းပဲကိုထိုင်ရတဲ့ထိုင်ကိုနေရာမှာပဲကိုအတိအကျရှိနေမယ်ဟိုဒီတိုင်းဆော့ရတဲ့ကစားရပါတော့ရှိမှာပေါ့ဒါပေမဲ့ at school လို့ပြောလိုက်တာ ਨੇ ဒီ school အတိအကျအကြောင်းဆိုတဲ့အတိအကျနေရာကြီးကိုကမြင်ရတယ်ပေါ့နော်အတိအကျနေရာမျိုးဆိုရှင် at လို့တုံးတယ်ပေါ့နော်ဒီအောက်က at university at college ဘာတွေကအကုန်တူပဲပေါ့နော်နောက်တစ်ခုကကျတော့ဟိုဒီအောက်နားလေးဟာရှိရဲ at concert ပေါ့နော် party ဒီဖြိုဖြီးနဲ့ပတ်သက်တဲ့ concert ပွဲတို့ party တို့ show ပွဲတို့ခုနပြောလို့ဒီဘောလုံးပွဲပေါ့နော်အဲ့လိုပွဲတွေဆိုရှင်လည်းအတိအကျဖြစ်တဲ့ at ပေါ့နော်အဲ့ at ကိုတုံးတာဖြစ်ပါတယ်နောက်ကြတော့ကြည့်အောင်ဒီဘက် example ကိုချက်ကြည့်အောင်နော် will you be at home this evening ညနေအိမ်မှာရှိမလားခဏပြောပြီးသွားရင်နော်အဲ့ was cake ကဘာမှလဲ she at work နော် she's at work ဘာနော်သူကဘာမှလဲအလုပ်မှာအလုပ်မှာတိတိကျကျပေါ့နော်အလုပ်ဆိုတဲ့အတိအကျနေရာမှာရှိရပေါ့လေနောက်တစ်ခုကကျတော့ Helen is studying law at university ပေါ့နော် Helen ကကျတော့ဒီ university မှာသူတင်တယ်အဲ့တော့ခုနပြောလို့ပေါ့ဒါကတော့ဟိုတက္ကသိုလ်ကျောင်းဆိုလိုက်တာသူ့ရဲ့တက္ကသိုလ်ကျောင်းအဝင်းထဲမှာပဲဒါပေမဲ့အတိအကျဖြစ်နေတယ်သူကဒီတက္ကသိုလ်မှာဆိုရှင်သူဘာလုပ်တာလဲသူကျောင်းတက်တာတက္ကသိုလ်မှာဆိုသူလေ့လာတာအဓိကပေါ့နော်အတိအကျပုံစံမျိုးရှိရဲအဲ့အမျိုးဆိုတော့ကျွန်တော်တို့က at လို့တုံးနေရအတိအကျပေါ့နော်ဘယ်မှရွေ့သွားတာမျိုးမဟုတ်ဘူးဆို at university တက္ကသိုလ်မှာဆိုတက္ကသိုလ်ကရွေ့ပြီးတော့ဘယ်ကနေသွားတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရှင် at ကိုတုံးတယ်နောက်ကကျ at the station ဒီ station မှာဆိုတော့သူကရက်နေတာမျိုးပေါ့ခုနကပြော university မှာဆိုလို့ရှင်လဲကိုနေရတဲ့နေရာတနေရာမှာပဲကိုကဟိုလေ့လာရတာမျိုးပေါ့နော်ကိုရဲ့အခန်းကိုစာတင်ခန်းကိုထိုင်ခုံမှာပဲကိုနေရတာမျိုးပေါ့နော် at the station ဆိုတဲ့အတိုင်းပဲဒီဘူတာမှာကိုကရက်နေရတာမျိုးပေါ့နော် airport ဆိုတဲ့အတိုင်းပဲat the airport ဆိုငါလေးစိတ်မှာဆိုတော့လဲကိုသူရက်နေနေရပဲသူဘယ်မှရွေ့တော့ပါညာမျိုးမရှိဘူးပေါ့နော်အဲ့လိုအတိအကျနေရမျိုးတွေဆိုရှင် at ကိုတုံးတယ် at my sister's ဘာညာပေါ့နော် where you just stayed at my sister home လို့ဘာလို့ညာလို့ပြောလို့ရတယ် I saw Tom at the doctors ပေါ့နော်ငါဘာဖြစ်တာလဲ Tom ဒေါက်တာရဲ့ office မှာတွေ့ရဘာညာပြောလို့ရတယ်ပေါ့နော်နောက်ကျ there weren't many people at the party ပေါ့နော် party ဆို party ပွဲမှာပေါ့နော်လူအများကြီးတိတ်မရှိဘူးပေါ့နော်အဲ့လိုပြောရင်နောက်တစ်ခုကကြည့်အောင်အောက်နာနေမှာချွန်းချက်နေနဲ့ often it is possible to use in or at forbidden ပြီးတော့အဆောက်အအုံပေါ့ခဏပြောလို့အိမ်လို့ဘာလို့ညာလို့ school ကျောင်းလို့ပေါ့နော်ပြီးရှင် hospital လို့ပေါ့နော်အဲ့လိုမျိုးအတွက် at လို့ဆိုတဲ့ဒီ in ပဲဖြစ်ဖြစ် at ပဲဖြစ်ဖြစ်ကြိုက်တာအဆင်ပြေလို့သုံးလို့ရပါတယ်တဲ့နော် hotels လို့ပေါ့နော် restaurant လို့လည်းအကုန်တူပဲပေါ့နော်အဲ့တော့ we stay at a nice place ပေါ့နော်sorry a nice hotel မှာငါတို့ကတဲတယ်ပေါ့နော်အဲ့ဆိုရင် we stay in a nice hotel ပေါ့နော်အဲ့တော့ငါတို့ hotel မှာတဲဆို in ပဲသုံး at ပဲသုံးမှန်တယ်ပေါ့နော်ဒီခုနပြောလို့ BD နဲ့ပတ်သက်ပြီး in နဲ့ဖြစ်ဖြစ် on နဲ့ဖြစ်ဖြစ်ရတယ်ဒါပေမဲ့ hospital ကျနည်းနည်းလေးထူးဆန်းတယ် hospital ကကျ I'm at hospital ဆိုရှင် hospital မှာဒါပေမဲ့သူတွားလေတာပဲဖြစ်ဟိုဆရာဝန်ဖြစ်လို့ပေါ့နော်ဆရာဝန်ဖြစ်လို့ hospital မှာလုပ်တာပဲဖြစ်ဖြစ်ဆရာဝန်နဲ့ smart တွေဆေးဝန်ထမ်းတွေဖြစ်လို့ဟို hospital မှာလုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုရှင်လဲဟိုလူနာသွားမေးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရှင် at hospital လို့သုံးပြီးတော့ဆေးရုံတက်ရတာကိုကျတော့ in hospital လို့သုံးနေဖြစ်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပေါ့နော်Okay နံပါတ် C ကြည့်အောင် on ပေါ့နော်။ when အတိတ်ပဲကျတော့အပေါ်မှာပေါ့နော်။အဲ့တော့အပေါ်မှာဆိုတော့ on the bus နော်။ bus ကအပေါ်မှာအပေါ်တက်လိုက်ရတာပေါ့နော်။ on the bus position on the first floor ပေါ့နော်။အဲ့ဒါပထမလွှာမှာသူကအဓိကကျ on ကကျတော့အပြားလိုက်မျိုးဟိုအပေါ်မှာထင်းထင်းရှားရှားရှိတဲ့ပုံစံမျိုးဆို on လို့သုံးတယ်ပေါ့လေ။နောက်ကကျ on the way from A to B အဲ့တော့ A ကနေ B ရဲ့လမ်းကြောင်းကလည်းအဖြောက်တိုင်းအပြားလိုက်ကြည့်ပေါ့နော်အဲ့လိုလေးတွေးလိုက်ပေါ့အဲ့လိုမျိုးဆိုရှင် on လို့သုံးတာပေါ့နော် on the way လမ်းပေါ်မှာ from A to B A to C သွား A ကနေ B ကိုသွားတယ်လမ်းပေါ်မှာပေါ့နောက်ကျတော့ကြည့်ကြ on the bus on a train on a plane on a ship နော်ဒါလေးအကုန်လုံးကဟိုအပေါ်မှာဆိုတော့ဒီကဟိုပြောမယ်ဆိုလို့ရှိရင်ဒီအပြားလိုက်ကြည့်ရှိရပေါ့နော်အဲ့လိုမျိုးလေးကတတ်မှတ်ထားလိုက် on the ground floor ခဏပြောလို့ပဲ on the ground floor puis on the first floor etc on the way လမ်းပေါ့နော်ဒါလေးအကုန်လုံးကဟိုဒီမျိုးအပြားလိုက်နဲ့အလျားလိုက်နဲ့ရှိပြီးတော့ကိုကရက်တက်ရတယ်ရက်ပြီးတော့ရှောက်ရတဲ့အပေါ်မှာမျိုးဆိုရှင် on လို့တုံးတယ်ပေါ့နော်
ကြည့်ချင်အောင် did you come here on the bus ပေါ့နော်ဟို bus ကနေကြတော့ on ဖြစ်သွားတယ်ပေါ့နော်taxi နဲ့လို့ကားတို့နဲ့ကြဘာလို့လဲဆိုရှင်သူက in သူကကျတော့လမ်းလျှောက်လို့လည်းမရအောင်သူထိုင်မထိုင်ရတာ taxi တို့ကားတို့ကကြာလေ bus ကကျတော့လမ်းလျှောက်လို့ရတယ်ထိုင်လင်းထိုင်ရတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ on လို့တုံးတယ်ပေါ့ bus တို့ခုနကပြော ship တို့ airplane တို့လမ်းလျှောက်လို့လည်းရတယ်ဟိုထိုင်လို့ရတယ် train လည်းအတူတူပဲပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ on လို့တုံးတာဖြစ်တယ်နောက်ကျတော့ the office is on the first floor နော်ဒီရုံးကပထမအလွှာပေါ်မှာရှိတယ်ဆိုတော့အပြားလိုက်ချီပေါ့နော်အဲ့လိုလေကျမတို့အဲ့လိုလေးမှတ်တယ်ပေါ့နိအဲ့လိုလေးမှတ်လိုက်ပေါ့နော်မြင်တာဖြစ်တာဖြစ်အောင်ပြောပြရဖြစ်ပါတယ်နောက်ကျတော့ I met Anna တွေ့တယ် on the way to work နော်အဲ့လိုသွားရင်လမ်းပေါ်မှာငါ Anna ကိုတွေ့တယ်ဒါမှမဟုတ်လဲ on the way home ပေါ့နော်အိမ်သွားအိမ်ပြန်တဲ့လမ်းမှာငါသူ့ကိုတွေ့ရဖြစ်ပါတယ်အဲ့လိုလေးပြောပြရပါတယ်Okay ဒါတော့ unit 107 in at on ဆိုတဲ့ preposition ကို places ဆိုတဲ့နေရာအတွက်သုံးတာဖြစ်ပါတယ်တစ်ချက်ပြန်လေ့လာကြည့်ကြည့်ပါအဲ့တော့ဒီရှာလာတော့ပြီးတော့ရင်လေ့ကျင့်ခန်းလေးတွားကြည့်အောင်เนาะအဲ့တော့ look at the pictures ပေါ့နော်ပုံနေကြည့်မယ် and answer the questions မိခုနေဖြေရမယ်ပေါ့ use ပါတော့ရမလဲဆိုရှင် in at on ပေါ့နော် in at on ကိုသုံးပြရမယ်တဲ့အဲ့တော့ဟိုခုနရှင်းခဲ့ပြသလိုပဲပေါ့နော်ဟို hospital ဆိုမှနဲ့တွဲမလဲပေါ့နော်လေစိတ်မှာဆိုမှနဲ့တွဲမလဲအဲ့ဒီအကောင်လုံးတစ်ချက်တွဲပြီးတော့ဒါလေးတစ်ချက်ဖြေဖြေကြည့်ကြည့်ပါနောက်ကကျတော့ 107.2 ပေါ့ write in at on ပေါ့နော်ခုနပြောလိုပဲ in နဲ့ at နဲ့ on နဲ့ကိုအမှသုံးမလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်ပါပေါ့နော်Okay ဒါလေးဖြေပြီးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပိုင်းကျအဖြေလေးတိုက်ကြည့်ကြမယ်